accounting ပညာရပ်မှာ journal ဘယ်နှမျိုးရှိတာလဲဒီနေ့ခေတ်မှာ computerized accounting system မှာ journal တွေမျိုးစုံကို computerized system ထဲမှာအသုံးပြုကြတယ်အဲ့ဒီ journal မျိုးစားတွေကိုသိပြီလားအဲ့ဒီဟာတွေကိုအားလုံးကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါကျွန်မနာမည်ဦးလီနာပါစင်ကာပူနိုင်ငံရဲ့ Chartered Accountant တယောက်ဖြစ်တယ်လို့ ACCA UK ရဲ့ full member တယောက်ဖြစ်ပါတယ်မကြာခင်မှာလည်း ACCA online တက်ငွေတက်တွေကိုဖွင့်လှစ်ထားဖို့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်းသတင်းကောက်ပါလိုက်ပါတယ်ကဲ journal က9မျိုးရှိပါတယ်နော်နံပါတ်1 sales journal လို့ခေါ်တယ်ကိုစီကရောင်းလိုက်သမျှဟာတွေအကျွေးနဲ့ပဲရောင်းတာနော်လက်ငင်းရောင်းတာမပါဘူးအကျွေးနဲ့ရောင်းလိုက်တာမှန်သမျှအားလုံးကို sales journal လို့ခေါ်ပြီးတော့စာရင်းသွင်းပါတယ်နောက်ထပ်နံပါတ်2တစ်ချက် purchase journal ကိုကနံပါတ်3 cash receipt journal ကိုကအကျွေးနဲ့ပဲရောင်းလက်ငင်းနဲ့ရောင်းကိုစီမှာဝင်လာသမျှပတ်စံတွေအကုန်လုံးကို cash receipt journal နဲ့စာရင်းသွင်းပါတယ်နံပါတ်4 cash payment journal ကိုစီကထွက်သားသမျှငွေတွေအားလုံးကိုကအကျွေးနဲ့ပဲဝယ်လက်ငင်းမဲ့ဝယ်ကိုစီကထွက်သားသမျှငွေတွေအားလုံးနံပါတ်5 sale return journal ကိုက customer အတွေ့ရောက်ထားတယ်အဲ့ဒီ customer ပစ္စည်းတွေကိုမကြိုက်လို့အကြောင်းတစ်ခုခုကြောင့်ပစ္စည်းတွေကိုစီပြန်လာပြီးတော့ပေးရဆိုလို့ရှိရင် sale return journal ထဲမှာစာရင်းသွင်းပါတယ်နံပါတ်6ကိုက supplier စီကဝယ်ထားတယ်အဲ့ဒီပစ္စည်းတွေကိုမကြိုက်လို့ဖြစ်စေပျက်စီးလို့ဖြစ်စေကိုက supplier ကိုပစ္စည်းတွေကိုပြန်ပြီးတော့ပြန်ပို့မယ်ကိုကအကျွေးနဲ့ဝယ်ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ purchase return journal ထဲမှာစာရင်းသွင်းပါတယ်နံပါတ်9ကအရန်ရေးကြည့်တယ် general journal လို့ခေါ်တယ်သူ့ထဲမှာဆိုလို့ရှိရင်ခုန sales တွေကြ purchase တွေနဲ့မပတ်သက်ဘူး cash တွေနဲ့လည်းမပတ်သက်ဘဲနဲ့တခြားဒီ accounting နဲ့မှာအမှားရင်းတွေရှိလို့ adjustment လုပ်တဲ့ဟာတွေ depreciation လို့ amortization လို့မျိုးသီးသန့်ပေါ့နော် adjust လုပ်ရဟာတွေ fixed assets ဝယ်ယူတာတွေဒါမျိုးတွေအကုန်လုံးကို general journal ထဲမှာစာရင်းသွင်းပါတယ် accounting system ပေါ်မူတည်ပြီးတော့အနေငယ်ကွဲပြားသွားတာလေးတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့ဒီဟာက basic သဘောတရားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုစိတ်ထားနော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်